က်ရည်တန်ကောင်းများကိုတနာရီအတွင်းမှာလီတာများများကျလို့တဲ့လူချင်းများအတွက်ယခုလိုအများသုံးရေတန်းဆက်ကြီးတွေကိုရွေးချယ်တင်ပါတယ်။ Safari တောင်ကြီးရုံးပွဲမှာအသေးစားတတိုင်းတစ်ပါးရေတန့်လုပ်ငန်းလှုပ်ဆောင်ဖို့ရအတွက်စက်ပစ္စည်းများအပိုပစ္စည်းများစုံလင်စွာဝယ်ယူရရှိနိုင်ပါတယ်။ယခုတက်ဆင်ပေးခဲ့တာကတော့ကျေးတီမျိုးရှိ customer ကြီးစီတနာရီ900လီတာကျအသေးစားရေတန့်လုပ်ငန်းလှုပ်ဆောင်ဖို့ရအတွက်တက်ဆင်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။တနာရီကို900လီတာရရှိတဲ့အတွက်ကြောင့်မို့လို့20လီတာဘူးကြီး25ဘူးရှိရရှိနိုင်ပြီးတော့တနိုင်တစ်ပါးရေတန့်လုပ်ငန်းလှုပ်ဆောင်လို့တော့လူချင်းများအတွက်အဆင်ပြေဆုံးဖြစ်စေမှာပါစက်တစုံစာမှာတနာရီ900လီတာကျတောက်ရည်တန်းဆက် pressure ပန့်ထုံးစစ်အိုးအနေစစ်အိုးရေစစ်အိမ်ရေစစ်ဖစ်တာပိုးတက်မီကြောင်2000လီတာစတီးတိုင်ကြီးစားချမ်းစားပုံထုံတိုင်းစေးရေဘူးဖြစ်ဆက်1လီတာ0.6လီတာ0.3လီတာ cutter plastic များလိုအပ်သည့်ပိုပစ္စည်းများစွာနဲ့ပိုက်ဆက်ပစ္စည်းများတက်စင်ခါများအပါအဝင်စုစုပေါင်း300နဲ့2,600,000ကျပ်ထိတောင်ဝယ်ယူအားပေးခဲ့ပါတယ်ရှင် Safari တောင်ကြီးရုံးခွဲမှာလည်းအိမ်သုံးရေတန်းဆက်ကစပြီးတော့စက်ရုံသုံးရေတန်းဆက်ကြီးများထိဝယ်ယူရရှိနိုင်တယ်လို့ရေတန်းဆက်နဲ့သက်ဆိုင်တဲ့အပိုပစ္စည်းများစွာကိုလည်းဝယ်ယူရရှိနိုင်ပါတယ်ရှင်ရေတန်းဆက်ပစ္စည်းများစုံလင်စွာရရှိနိုင်တဲ့ညီမတို့ Safari ဆိုင်ကြီးကတော့ရန်ကုန်မန္တလေးနဲ့တောင်ကြီးမြို့တို့မှာရုံးခွဲများဖွင့်လှစ်ထားပြီးမြန်မာနိုင်ငံတနိုင်ငံလုံးပို့ဆောင်တက်စေဝန်ဆောင်မှုပေးလျက်ရှိပါတယ် Safari တန်ရှင်းသောရေကျမ်းမာသောဘဝ